ဒီနေရာကိုကြည့်ရတာတခြားကြိုတစ်ခုကိုရောက်သွားသလိုပါပဲဒါကြောင့်လဲလူတွေကဒီဒေတာကိုကမ္ဘာအမိုး the road of the world လို့တင်စားခေါ်ဝေါ်ကြတာပေါ့ဒီ Pamir Plate ကပင်လယ်ရေမျက်နှာပြင်အထက်မီတာ4000ကျော်မှရှိပြီးကမ္ဘာအမြင့်ဆုံးဒေတာတွေကတစ်ခုဖြစ်ပါတယ်အဲ့ဒီမှာဆိုလေထုကပါလွှာပြီးကောင်းကင်ကြီးကလည်းကိုလက်တကန်းလိုကိုရောက်နေတယ်လို့ပါပဲမြေပြင်ကျယ်ကြီးကလည်းအဆုံးမရှိဆန်တန်းနေတာပါသမိုင်းကြောင်းအရပြောရရင်ဟိုရှိတုန်းကကုန်သည်တွေဟာဒီကျန်းတန်းလာတဲ့တောင်ကြားလမ်းတွေကိုဖျက်ပြီးပိုးလမ်းမကြီး Silk Road အတိုင်းအရှေ့တိုင်းနဲ့အနောက်တိုင်းကုန်သွယ်ဖို့ခက်ခက်ခဲခဲခရီးနှင်ခဲ့ကြရတာပါဒီလမ်းကြောင်းဟာယဉ်ကျေးမှုတွေစုံစည်းရာနေရာလဲဖြစ်ခဲ့ပါတယ်ရာသီဥတုကတော့တကယ့်ကိုအစွန်းရောက်တယ်လို့ပြောလို့ရပါတယ်။စောင်းရာသီဆိုရင်အလွန်အမင်းအေးခဲပြီးတစ်နှစ်ပတ်လုံးတောင်ထိပ်တွေမှာစီးနှင်းတွေဖုံးလွှမ်းနေတတ်ပါတယ်။ဒါပေမဲ့အဲ့ဒီလိုအေးစိမ့်တဲ့လေထုထဲမှာမှကြည်လင်နေတဲ့ကံရည်ပြင်တွေနဲ့နှင်းဖုံးတောင်တန်းကြီးတွေရဲ့အလှကပိုပြီးပေါ်လွင်နေတတ်ပါတယ်။ဒီနေ့ထက်ထိတိုင်အောင်ဒီနေရာလေးကဘယ်သူမှမဖြတ်စည်းနိုင်သေးပဲဝေးလံခေါင်ဖျားတဲ့နေရာမှာတဘာဝအတိုင်းရှိနေသေးပါပဲကြည့်လိုက်ရင်တကယ့်ကိုပုံမြင်သေးကနတ်ပုံနန်းနန်းကဘာလေးတစ်ခုလိုပါပဲ။